စိုက်ပျိုးရေးနီလန်းနဲ့ပတ်သက်ပြီးပြောပြမယ်မြေစီလွာမကောင်းလို့စိုက်လို့မရဘူးလို့ထင်နေတုံးမယ်လား hydroponics နီးနဲ့မြေမလို့ပဲရေနဲ့ပဲအပင်တွေအောင်မြင်စွာစိုက်လို့ရပါတယ် hydroponics ဆိုတာ Greek စကား hydro ရေနဲ့ ponos လောက်အားပေါင်းစပ်ထားတာပါအပင်တွေကိုမြေအစားအာဟာရပျော်ဝင်နေတဲ့ရေထဲမှာစိုက်ပျိုးတဲ့နည်းပညာပါဘာကြောင့် hydroponics လုပ်တဲ့တယ်လဲဆိုရင်ကြီးထွားနှုန်းမြေစိုက်တဲ့2ဆကနေ3ဆအထိပိုမြန်ပါတယ်ရေချွေတာခြင်းမြေစိုက်တဲ့ရေ90ရာခိုင်နှုန်းထိတက်တာပါတယ်ရေကိုပြန်လဲသုံးလို့ရတယ်နေရာမရွေးလသားဆောင်အိမ်မိုးအိမ်တွင်းမှာပါစိုက်လို့ရပါတယ်ပိုးမွားနဲ့မြေမပါတဲ့အတွက်မြေဘိုးမြေကြီးယောဂတွေမရှိပါဘူးပေါင်းမြတ်မရှိပေါင်းနိုင်စရာမလိုပါဘူးအိမ်မှာစတင်လေ့လာခြင်းနဲ့ဆိုရင် Kratky method ကအလွယ်ကူဆုံးပါလျှက်စစ်မီလေးပေါက်ဆက်မလိုပါဘူးလိုအပ်တဲ့ပစ္စည်းများဖန်ဘူးတော့မဟုတ်ပလတ်စတစ်ဘူးအမောင်ဒါမှမဟုတ်အလင်းမဝင်အောင်ချဲထားတာကွန်တိန်နာအဖုံးအတွက်အပေါက်ဖောက်ထားတဲ့အဖုံး net pot စကားအုံးငယ်ရွှင်စေးတော့မဟုတ်ကြောက်စီရဲ့အုတ်ခဲစိတ်အပင်ကိုထောက်ကူဖို့အာဟာရဖြော်ရည် hydroponic nutrient solution မျိုးစေ့တော့မဟုတ်ပြိုးပင်လုံနေဘူးတဲ့ကိုအာဟာရရည်လောင်းပါ net pot ထဲမှာရွှင်စေးတွေထည့်ပြီးပြိုးပင်ထဲပါ net pot ရဲ့အောက်ခြေ1-3လောက်ကိုရေနစ်အောင်ထားပါအဲ့ဒီအခါအမြင့်တွက်ကရေထဲတွက်ကလေထဲမှာရှိပြီးအသက်ရှူလို့ရပါတယ် hydroponics မှာအပင်တွေကြီးထွားဖို့အာဟာရဓာတ်73မျိုးလိုအပ်ပါတယ်ဒါတွေကို hydroponic nutrient solution အဖြစ်ဝယ်ယူနိုင်ပါတယ်အခြေခံအာဟာရများအဓိကအာဟာရကြီးများ NPK nitrogen phosphorus potassium ဒုတိယအာဟာရများ calcium magnesium sulfur တင်းငယ်တဲ့အာဟာရများတန်တက် manganese zinc boron ဂျင်းနီ molybdenum pH အရေးပါပုံ hydroponics မှာ pH က 9.5 ကနေ 6.5 အတွင်းရှိရပါမယ် pH မှာအပင်ကအာဟာရကိုမဆုပ်ယူနိုင်ပါဘူး pH မီတာနဲ့နေ့စဉ်စစ်ဆေးပြီး pH up down သုံးပြီးပြုပြင်မှာ hydroponics အတွက်အကောင်းဆုံးအပင်များစတင်သူများဆလတ်ရွက်ဟင်းနွယ်ကိုက်လန်နန်းနန်းပင်ပင်စိန်အစစ်မြစ်ခရမ်းကျင်နေရုပ်တခွာ strawberry မဆိုင်တဲ့သောအာလူကစုံဥမုံလာဥနီဥပင်တွေအာဟာရရေထဲမှာမဖြစ်ထွန်းအရေးကြီးအချက်များရေကိုနှစ်ပတ်တစ်ချိန်လဲပါအာဟာရရေကိုတတ်မှတ်ပမာဏအတိုင်းကျွေးပါများလို့ရင်အမြင့်လောင်တတ်အလင်းရောင်နင်းရောင်6-8နာရီရရင်ကောင်းတယ်မရရင် LED grow light သုံးပါရေအပူချိန်18 degree centigrade ကနေ24 degree အတွင်းထားပါနေ့စဉ်9မိနစ်စာဒီလိုစိုက်ပျိုးရေးနည်းလမ်းတွေကိုလေ့လာပြီးစိုက်ပျိုးရေးပညာရှင်ဖြစ်ဖို့ follow လုပ်ထားပါ